မင်္ဂလာပါဒီနေ့မိတ်ဆက်ပေးခြင်းတဲ့အိမ်လေးကတော့ရွှေကန်းတာယာအိမ်ယာထဲမှာရှိရဲနှစ်ထပ်အာစီလိုမြင့်တိုက်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်အိမ်ရဲ့အတွင်းပိုင်းလေးတွေကတော့ပြင်ဆင်ထားပြီးပဲဖြစ်ပါတယ်ပြီးတော့ဒီဘက်ဘေးဘက်မှာအရင်ဆုံးတွေ့ရမယ့်ခန်းလေးကတော့ master bedroom လေးပဲဖြစ်ပါတယ်အိမ်ရဲ့နောက်ဘက်ကိုဆက်လျှောက်မယ်ဆိုလို့ရှိရင်တော့ kitchen လေးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ပြီးတော့ kitchen ရဲ့နောက်မှာလည်း emergency အနေနဲ့တကားပေါက်လေးတစ်ခုထားပေးထားပါတယ်။ပြီးတော့ဒီဘက်ဘေးဘက်မှာ single bedroom တစ်ခန်းရှိပါတယ်။အဲဆိုလို့ရှိရင်အောက်ထပ်မှာ single bedroom တစ်ခန်း master bedroom တစ်ခန်းဆိုပြီးတော့စုစုပေါင်း2ခန်းရှိပါတယ်။အောက်ထပ်ကိုကြည့်ပြီးသွားပြီဆိုတော့အပေါ်ထပ်ကိုဆက်ကြည့်ကြမယ်နော်။ပေါ်တက်ကိုစားရပြီဆိုတာနဲ့အရင်ဆုံးတွေ့မြင်ရမယ့်ခန်းလေးကတော့ single bedroom လေးပဲဖြစ်ပါတယ်။အပေါ်တက်မှာတော့ single နှစ်ခန်း master တစ်ခန်းရှိပါတယ်။ဒါကတော့ပထမဆုံးတွေ့မြင်ရမယ့် single bedroom လေးပါ။ဒါလေးကလည်း single bedroom လေးပဲဖြစ်ပါတယ်။ဒီဘက်ဘေးဘက်မှာရှိနေတာကတော့ master bedroom လေးပဲဖြစ်ပါတယ်။ဒီရဲ့အခြေဝန်းကပေ60-90မြေကွက်ပေါ်မှာဆောက်လုပ်ထားပြီးတော့ပြင်ဆင်ပြီးသားအသစ်နေထိုင်ရုံပဲဖြစ်ပါတယ်။အရှိဘက်မှာဆိုလို့ရှိရင်လည်းဘုရားကံအတွက်ပြည်သက်နေရာလေးလောက်ထားပြီးတော့လင်းအောင်ကောင်းကောင်းရတဲ့နေရာလေးမှာပဲဖြစ်ပါတယ်။ဒီ60-90ကျင်းဝန်းမှာတိစောက်ထားတဲ့နှစ်ထပ်အာစီလုံးချင်းကလေးကိုတစ်လကို90-30ညှိနှိုင်းနေဖွင့်ချထားပါတယ်။စိတ်ဝင်စားလို့စက်သက်စုံစမ်းမြင်ချင်တဲ့ဆိုရင်တော့ဒီလိုရဲ့မျက်စိအောင်လေးအစတီကိုစက်သက်စုံစမ်းမြင်နိုင်ပါတယ်။တတ်တာ။